မျိုးသမီးဟာသူမရဲ့တာခဏကိုနဲ့မျက်နှာပေါ်မှာသူမရဲ့သူတွေကိုတုံးလိမ့်လိုက်တယ်မကြခင်ကသူမနဲ့သူမရဲ့ပဲမနှစ်ယောက်လုံးကကားငှက်ဆင်းတိုက်မိခဲ့ပြီးသူတို့ရဲ့ကလေးတွေကိုတပြိုင်နက်တည်းဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်ဆရာဝန်ကအခင်းပြပွားရနေရာကိုအပြေးလာခဲ့တယ်သူနာပြုတွေကကားငှက်ဆင်းတိုက်မှုဖြစ်ပြီးဆရာဝန်တွေကခွဲစိတ်နေပြီးမို့သူကပဲကြံခဲ့တဲ့ခွဲစိတ်ဆရာဝန်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်ဘယ်သူကိုအရင်စစ်ဆေးရမလဲမဆုံးဖြတ်ခင်တရားတွေကိုစစ်ဆေးဖို့လိုတယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကခင်မွန်းကျမသမီးကိုခဲ့ပါလို့ပြောခဲ့ပါတယ်ဆရာဝန်ကတရားရသူကသူသမီးဖြစ်ကြောင်းသဘောပေါက်သွားပေမဲ့သူသမီးမှတွေ့တဲ့ဆက်မှမတွေ့ခဲ့ပါဘူးလဲစားတဲ့အမျိုးသမီးကထို့သူကသူမရဲ့အခြေဦးဖြစ်နေခဲ့တာကိုသိသိချင်းတားဖြစ်သူကိုချက်ချင်းပဲအပြုတ်မှုဆလုပ်ဖို့ပြောခဲ့ပါတယ်ကောင်လေးကချက်ချင်းနဲ့သွားပြီးငိုကြွေးခဲ့ပါတယ်ဆရာဝန်ကမောကြည့်လိုက်တော့ထို့မျိုးသမီးဟာသူ့ရဲ့ပထမဦးဆုံးအခြေဦးဖြစ်ကြောင်းသဘောပေါက်သွားပြီးတားဖြစ်သူရဲ့နေရာတွေကိုစစ်ဆေးဖို့အပြေးလွှားသွားခဲ့တယ်ဒါပေမဲ့လဲစားတဲ့အမျိုးသမီးကအခြေအနေကိုပြောင်းလဲလိုက်ပြီးသူဇနီးရဲ့ကားကသူတို့ကိုဝင်တိုင်းမိပြီးသူ့ရဲ့သားကားမှန်ကနေလွတ်ထွက်သွားတယ်လို့လိန်ပြောပါတယ်ဇနီးတဲ့ကသူ့အခြေအနေကိုရှင်းပြတော့မယ့်အချိန်မှာပဲလှည့်စားတတ်တဲ့မြို့သမီးကရုတ်တရက်ဒူးထောက်ထိုင်ချလိုက်ပြီးတားတယောက်ပဲရှိတာဖြစ်ပြီးတခုခုဖြစ်သွားရင်အသက်ရှင်ချင်မှာမဟုတ်ဘူးလို့ပြောပါတယ်ဆရာဝန်ယောက်ျားကကြည့်လိုက်တော့ယောက်ျားလေးကသူ့ရဲ့ပေးနေပြီးသမီးဖြစ်သူကတွေးလုံးဝမရှိအောင်တွေးလိုက်ရပါတယ်သူကချက်ချင်းပဲယောက်ျားလေးကိုအရင်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဇနီးတဲ့ကသူ့ခင်မိုးကိုသမီးကိုအရင်ကဲဖို့တောင်းပန်ပေမဲ့သူကမိုင်မဲနဲ့ပြုမှုမလုပ်ပါနဲ့လို့ပြောပါတယ်သူကဆရာဝန်တယောက်ဖြစ်နေတာကြောင့်ပြင်းထန်တဲ့လူနာတွေကိုဦးစားပေးရတယ်လို့ရှင်းပြပါတယ်သူသမီးကိုအရင်ကဲရင်သူ့လုပ်ဖို့ကိုင်ဘက်တွေကသူ့အပေါ်ဘလို့ထင်ကြမလဲသူဇနီးကသူ့အလုပ်ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့သမီးစီကိုသွားပြီးတီးခံဖို့သူ့ဖေမကြခင်ပြန်လာမယ်လို့ပြောပြီးလက်ထွက်သွားခဲ့သည်ဇနီးတဲ့ကသူ့ကိုဖတ်ထားပြီးမသွားပါနဲ့လို့တောင်းပန်ပေမဲ့သူကဇနီးတဲ့ကိုတွန်းထုတ်ပြီးမိုင်မဲတာတွေရပ်ဖို့ပြောပါတယ်ခင်မွန်းတဲ့ထွက်သွားပြီးမကြခင်မှာပဲသမီးဖြစ်သူပြုတ်အပ်လာပါတယ်ဇနီးတဲ့ကသမီးရဲ့ဦးခေါင်းနောက်ဖက်သွေးတွေနဲ့ပင်နေတာကိုသတိထားမိလိုက်ပါတယ်သူမသည်တခြားဆရာဝန်များကိုအလင်းစလို့ခေါ်တော်လဲမိသူမမလာပါထို့နောက်သူမသည်ခွဲစိတ်ခန်းတကားသို့ပြေးသွားပြီးသူမ၏ခင်မွန်းကိုအော်ဟစ်လိုက်သည်သူမသည်သူမ၏ခင်မွန်း၏အမိကိုထပ်မံခေါ်တော်လဲသူမသည်မိုင်မဲတီဦးထင်ကဆရာဝန်နှုတ်ကိုမောင်းထုတ်ရန်အမိန့်ပေးခဲ့သည်အကူညီမဲ့နေသောအမျိုးသမီးသည်သူမ၏ခင်မွန်းရှိတွင်ဒူးထောက်က၎င်းတို့၏သမီးကိုထွက်လာကြည့်ရှုရန်တောင်းပန်ခဲ့တော်လဲခင်မွန်းကသူမကိုလက်ပြနှုတ်ဆက်ခဲ့သည်သူနာပြုဆရာမတဦးသည်မိန်းကလေးငယ်ကိုစစ်ဆေးရန်ရောက်ရှိလာပြီးသူမသည်အမှန်တကယ်တည်ဆုံသွားကြောင်းတွေ့ရှိခဲ့သည်သူမသည်အခြားအရေးပေါ်ခန်းသို့အမြန်ပို့ဆောင်ခဲ့တော်လဲအသက်ပြန်ရှင်အောင်ကြိုးစားခဲ့တော်လဲတည်ဆုံသွားခဲ့သည်ထို့ချိန်တွင်သူမ၏ဆရာဝန်ခင်မွန်းတဲ့ခွဲစိတ်ခန်းထဲမှထွက်လာပြီးလက်စားတဲ့သောအမျိုးသမီးသည်သူ့ယောက်ျားကိုထိန်းထားရန်အတွက်မင်းမျိုးသားဟာဆောင်ကသူ့ကိုနောက်ကိုလှည့်ကားစစ်ဆေးရန်ခေါ်ဆောင်သွားခဲ့သည်အဲ့ဒီချိန်မှာပဲအမျိုးသမီးကချက်ချင်းပဲအမျိုးသားကိုဖတ်လိုက်ပြီးကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်လူနာပြုဆရာမကချင်းကလာပြီးကလေးရဲ့ရုပ်အလောင်းကိုလှည့်ပြောင်းဖို့အတွက်ဆွေမျိုးနှစ်ယောက်ရဲ့လက်မှတ်တွေလိုတယ်လို့ပြောပြီးအမျိုးသမီးကိုသူမရဲ့ခင်မွန်းကိုချက်ချင်းဆက်သွယ်ဖို့တိုက်တွန်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမတိနားမလဲတဲ့လူယုံမှာဟာလဲစားတဲ့မိခင်နဲ့ကလေးကိုစောင့်ရှောက်နေသေးပါ။အမျိုးသမီးကိုကြည့်ရင်သူတို့ရဲ့ပျော်ရွှင်စရာအတိတ်ကိုပြန်အမှတ်ရမိပါတယ်။အခုတော့သူရဲ့ချစ်သူဟောင်းနဲ့အတူအမျိုးသားဟောင်းချင်းနဲ့နေပုံရပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူစနီးကြောင်တွဲမိပြီးရုတ်တရက်အဖြစ်ရှိရဲ့ထိတ်လန့်တုန်လှုပ်မှုကသူ့ကိုဖန်ဆားသွားခဲ့ပါတယ်။အချစ်ဦးအပေါ်စိတ်ရိုက်နေတဲ့ခင်မွန်းကိုသူမဟာနေဟာချင်းချင်းရဲ့ဖခင်ဖြစ်ဖို့မထိုက်တန်ဘူးလို့ပြောခဲ့ပါတယ်။ခုချိန်ကြီးခင်မွန်းတွေကသူသမီးတေဆုံးကြောင့်မသိသေးပါဘူး။သမီးကိုစာပနာလုပ်နေတော့ခင်မွန်းတွေကမသိပဲဖုန်းဆက်လာပါတယ်။ငါတနားရီကြာသမီးမွေးနေ့ကိုရောက်အောင်လာမယ်စောင့်ပေးပါလို့ဖုန်းဆက်လာခဲ့တယ်။နင်လာကိုလာရမယ်လို့ခပ်ပြက်ပြက်ပြောပြီးဇနီးတွေကဖုန်းချသွားတယ်။သူမကိုခဏလေးပါဆိုပြီးသူမသမီးကိုအချာကြီးဖန်ကိုခဲ့တယ်။ရုတ်တရက်ဆရာဝန်ရဲ့နှလုံးကထိုးအောင်လာခဲ့တယ်။ဒါဟာနမင်းပြတဲ့သဘောပါ။ဆရာဝန်ဟာသူ့သမီးစီကိုပြန်လာခဲ့တယ်။သူ့သမီးကပြောခဲ့တယ်။သမီးရဲ့မွေးနေ့ကိုအဖေဘယ်တော့မှမမေ့ရဘူးနော်။ဒါကြောင့်သူ့မွေးနေ့ကိတ်ရဲ့လက်ဆောင်လေးရဲ့ဝင်လာခဲ့တယ်။ချစ်ချင်းအဖေရောက်ပြီဆိုပြီးသူကားပေါ်ကဆင်းလိုက်ချိန်မှာပဲရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူထိတ်လန့်သွားခဲ့တယ်။